စီ10သိန်းရတယ်ရှိရဘောလုံးလေးလောင်းထားလေးပြောတယ်အမမလက်နိုင်လို့ဆိုပြီးတော့တမျိုးလည်းဆက်တယ်ဖြတ်သွားတကယ်လို့တူပေးရမှာမှန်လို့ရှိရင်ညီမလေးဖုန်းနံပါတ်နဲ့ပေးခဲ့လိုက်အမတို့ပဲတဲ့ငုံပေါ်လို့ရှိရင်သူနဲ့ဆက်ရရတယ်ပေးရမှာဟုတ်တယ်ဆိုအမတို့ဆက်ပေးမယ်ဟုတ်ကဲ့ကြွေးဆက်ပေးမယ်အတူကြွေးကိုအဲ့လိုမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube reaction channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာလေးကတော့ပရိသတ်တွေစိတ်ဝင်စားမှုများနေတဲ့ဗီဒီယိုလေးတစ်ပုဒ်နဲ့ mix ဆက်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတောင်းတော်တင်တော့အရာပဲနော်ဟုတ်တယ်ကြီးတင်ရှိလားမေးလားကြီးတင်နော်သူတောင်းကြီးတင်ဟုတ်တယ်အော်တမီးတို့ကဟိုကြီးခိုင်းရတဲ့ငယ်ချင်းနေဟုတ်တယ်သူနဲ့အဆက်တွေပြည့်နေလို့မိတို့အဆက်တွေရလားရပါတယ်ဟုတ်လားအဆက်တွေဖြတ်ထားတာလေအဆက်တွေဖြတ်ထားတာတမီးတို့နဲ့အဆက်တွေဖြတ်ထားတာသူစီ10သိန်းရတယ်ရှိရဘောလုံးလေးလောင်းထားတာလေးပြောတယ်အမမလက်နိုင်လို့ဆိုပြီးတော့တမီးတို့လည်းအဆက်တွေဖြတ်သွားပြီးတော့ကြီးခိုင်းအဲ့ကြောင့်လို့ရွာထိလိုက်လာစုံစမ်းပြီးတော့ကားတော်ခေါ်လာတာသူငါနဲ့ဘောက်ကြပြီတယ်ဟုတ်မလားဘူးနော်ဟုတ်ကမလေးမဟုတ်ဘူးလို့ဖုန်းကိုဘယ်လိုလဲကြားလိုက်ပါတယ်ဖုန်းရှင်တော့နောက်ပိုင်းသူ့အမေနဲ့ဘောက်ကြပြီဖုန်းကိုမကင်တော့ညီမတို့လည်းအဲ့လိုပဲစတော့ငါမကြီးကျွန်တော်ဘောလုံးလောင်းတာများသွားလို့တဲ့ခဏလောက်စောင့်ပေးပါအောင်နဲ့အားနဲ့တမီးလည်းကြားလာတော့လောင်းလိုက်တော့သူအဆက်တွေဖြတ်သွားတာအဆက်တွေဖြတ်သွားတော့တမီးလည်းစုံစမ်းပြီးလိုက်လာတာအဲ့လိုမျိုးကြောင့်လည်းမေးကြည့်ရဆက်တွေမြင်ရတာကြားလိုက်အဲ့သူမင်းနဲ့အမုံမကြားအဲ့လိုမဟုတ်2လလောက်ပဲရှိမှာနော်ဟုတ်လားသူမင်းကပြောလိုက်တာအဲ့ဒါသူစိတ်ဆိုးသွားလို့စိတ်ဆိုးရဖုန်းမကင်တော့မခေါ်တော့တာပဲသူကြည့်ပဲမလေးဗျာမကွေးရမကွေးရဟုတ်တယ်သူဆက်ရရမေးကြည့်မှာသူမပြရမှာဆိုရင်တော့ခုပေးတယ်မရှိရင်တော့မလေးပဲတဲ့ငုံမုံချင်းကြောပြရမှာပေါ့တကယ်လို့10သိန်းတောင်ပါဆိုတော့မီတို့ကတပိတ်ထဲမပေးချင်လို့ရှင်လည်းရတယ်လောလောဆယ်3သိန်း9သိန်း2သိန်း9သိန်းထည့်ပေးလည်းရတယ်လေအေးပေါ့ခုလောလောဆယ်ကမလေးအမှန်တိုင်းတော့ခုလောလောဆယ်အလှူရည်တဲ့နေထဲနဲ့မရှိသေးလို့တကယ်လို့တူပေးရမှာမှန်လို့ရှိရင်ညီမလေးဖုန်းနံပါတ်နဲ့ပေးခဲ့လိုက်အမတို့ပဲတဲ့ငုံပေါ်လို့ရှိရင်သူနဲ့ဆက်ရရတယ်ပေးရမှာဟုတ်တယ်ဆိုအမတို့ဆက်ပေးမယ်ဟုတ်ကဲ့ကြွေးဆက်ပေးမယ်အတူကြွေးကိုအဲ့လိုပြောတာတူလည်းနာမည်ပြတ်မှာကြောက်လို့မလို့လေဟုတ်ကဲ့အဲ့လိုပြောတာသူအမေနဲ့လည်းပြောလာအောင်အမေကဘယ်လိုတဘောရအဲ့လူဆက်ကြည့်လိုက်မယ်လေဆက်ပြီးမေးကြည့်လိုက်မယ်လေဟုတ်မယ်ဟောဘူးကလောလောဆယ်အချက်တည်းမရှိဘူးပေါ့ခုနလာရှိပြီစိတ်ဆိုးသွားလို့တလောက်ခွဲနလာရှိပြီမောင်နဲ့ပုံပြောနေစိတ်ဆိုးသွားတာမတင်ညာလည်းဘလော့သွားတယ်ဘိုင်ဝါနေသူ့ကိုခေါ်တော့လည်းဘလော့သွားတယ်ဟုတ်လားအဲ့ဒါဒီနေ့အခုတစ်ခါတည်းအပါတော့ပြီးလို့မရဘူးပေါ့မေခုကတော့ဘာမှပေါ်တယ်ဟုတ်လားတစ်ခါတည်းကိုထည့်ပြီးလို့မရဘူးပေါ့ထည့်ပြီးလို့လည်းမရဘူးလားအဲ့ဘာမှတော့ရတဲ့ကြောင်းနဲ့ဘာမှမပေါ်သေးလို့ဟုတ်မေရောဒီနေ့ပေါ်ဆိုတော့တစ်ခါတည်းပြီးလို့ရတယ်ပေါ့ဟုတ်မေလူနဲ့ဆင်းရှင်းတာလေးတော့အမေအားလေးတော့အမေတို့ယူထားပြီနော်အဲ့လိုပဲမြင်းမောတော်နဲ့တကယ်ဒီစင်းเนี่ยဒါရေးကြည့်ရတယ်ဒီနေ့ဒီချီတောင်ထက်လာတာလက်ကြည့်ဟုတ်လားလက်ကြည့်လက်ကြည့်အောင်နဲ့ကြီးလို့တော့လည်းခုကရောနိုင်တယ်ကိုတင်နေကြီးကျမဘာတော့ဒီလေးနဲ့တာလေးနဲ့အေးနဲ့ကြာတာပြုံးလေးဘာလို့ဒီကလေးမလုံးလုံးတော့တော့မလိမ့်မမအေးပေါ့စစ်စစ်ကြီးဒါမှအေးပေါ့ဘာဖြစ်လဲကိုကဲညီလေးရဒီလိုမျိုးအမေကိုပေါ့နော်အမှတ်တရရောတဲ့ညီလေးမှာကအကိုနဲ့အမကိုလည်းခုဒီလိုမျိုးလေးဖန်တီးလိုက်တော့အမရင်နဲ့ခံစားချက်ကလေးပြပြပေးပါမလည်းနေတယ်လို့ငိုလည်းငိုချင်တယ်လို့သူကဆက်ရမရလို့စိတ်မကောင်းဖြစ်နေရလို့အကုန်လုံးမဲ့သူကဆက်ရဖြစ်ထားအကြိုက်လေးအေးပေါ့ဒါနဲ့ခဏအမရင်နဲ့ခံစားချက်ကလေးပေါ်လေပါလားပဲစင်းကုံပေါ်ပေးပါပေါ့တဲ့ကဲကိုမနမတွေပဲသူ့ရှိတွေးရှိဆက်ပေးရမှာပေါ့သူကလည်းကိုပေါ်ကောင်းတာရှိရလေအေးပေါ့သူလောက်ကိုင်းပေးထားတွေရှိရအားကြောင့်မလို့သူကတကယ်လို့ကျွေးတင်နေဆိုရင်ဆက်ပေးမှာပါလို့သူကျွေးဆိုရင်လေဟုတ်ကဲ့ကိုရင်နဲ့ခံစားချက်ကလေးပြပြပေးပါဦးတိုင်းလူပန်းလာပါလေဟုတ်ကဲ့ဟာဒါလေးကဆက်တယ်ပြက်တာဆိုတော့ခုဒီလိုမျိုးလေးပေါ့နော်မထင်မဖဲနဲ့ဒီလိုပုံစံလေးနဲ့ဆက်တယ်လာလိုက်တော့မင်းရင်နဲ့ခံစားချက်ကလေးပြပြပေးပါဦးဆက်တယ်များတော့စိတ်ပူတာပေါ့အေးဟုတ်မေရောကဲဒါလေးကအကိုတို့အမတို့အမေတို့အတွက်အမစကားလေးလည်းပါလိုက်သေးတယ်သမီးအားလေးလည်းဖက်ပြပေးဦးမယ်နော်
အမေကိုတဲ့အမစကားလေးပြောချင်တာကတဲ့အမေကိုတာ2လကျော်အဆက်တည်းဖြတ်ထားမိလို့တဲ့တာကိုခွင့်လွတ်ပါနော်တဲ့သတင်းကျွတ်နဲ့တစောင်းမုံတော့ကတဲ့မကြောလိုက်ရလို့တာကူတို့မျိုးလေးဖန်တီးပြီးတော့ကြောလိုက်တာပါတဲ့အမေအပေါ်မှာတဲ့ကာယကံဝစီကံမနောကံဖြစ်ပြမကမိတာရှိရင်လေတဲ့တာကိုခွင့်လွတ်ပေးပါနော်တဲ့အမေကိုတဲ့တာအဆက်တည်းမလုပ်ပေမဲ့တဲ့ညာတိုင်းအမေကိုတာကြောပြီးတော့အဖြစ်ပါတယ်တဲ့အမေကိုတဲ့စိတ်ဆိုးလို့ပြောမိတာတွေအတွက်လဲတဲ့တာတာမမာတယ်တဲ့အမေရဲ့မိဘမြတ်တာကိုတဲ့တာနာလဲပါတယ်တဲ့ကျမကြီးလဲဂယုစိုက်ပါအမေတဲ့ဘဒုအတွက်မှတွင်းမပူပါနဲ့တဲ့အစားအသောက်လဲဝယ်စားပါတဲ့နှစ်နှမျိုးပါနဲ့တဲ့အမေချစ်တဲ့သားလက်တဲ့ခိတ္တမလေးရှားရောက်နေတဲ့သားလေးပါပြီနော်တာပြန်လာတဲ့အထီးတဲ့အမေကျန်းကျန်းမာမာချိနေပြီပါနော်တဲ့အရန်ချစ်တဲ့အရန်လဲလွမ်းနေပါပြီအမေတဲ့နော်မင်းနော်ကဲကျွန်တော်အခုဒီလိုမျိုးလေးဖန်တီးပေးတဲ့သားလေးရဲ့အတွက်အဝင်းမှာရှိနေတဲ့သားလေးရဲ့အတွက်အမြဲတမ်းဆုံးမစကားလေးကျေးဇူးတင်စကားလေးပြောပြပါဦးမေ ကောင်းကောင်းမွန်မွန်နေလို့မိမကြီးလည်းမပွေးနဲ့လို့ ဟုတ်ကဲ့ လင်းလေးမမနေလို့ဝင်းတာပါတယ်လို့ဒီရတဲ့ဆူတောင်းပြီးပါတယ်လေငါသားလေးတွားလင်လာလျာခလုံးမကြည့်စီပါနဲ့ဆူမကြီးစီပါနဲ့လို့ဒီရလည်းအမြဲတမ်းဆွနှုတ်တင်နေဆူတောင်းပေးပါတယ်လို့ ဟုတ်မေရဒီတဲ့ငါမင်းတို့လည်းမရနှစ်ယောက်ပေါ်မှာတဲ့ပြောမဆိုမှရှိခဲ့ရင်လေတဲ့တောင်းပန်ပါတယ်နော်တဲ့အမေကိုတဲ့မင်းတို့ကပဲအနီးကပ်ပြုစုခွင့်ရတာမို့တဲ့အမေကိုပို့ပြီးတော့ဂယုစိုက်ပေးပါတဲ့ကိုကြီးဝင်းစော်ကိုလည်းတဲ့သူလာမငါကြော့မယ်လို့ပြောပြပါနော်တဲ့မင်းတို့ကတဲ့ငါအပေါ်မှာကောင်းစေခြင်းလို့ပြောတာတွေတဲ့ငါနားလဲပါတယ်တဲ့ငါထင်ရလောက်ခဲ့မိတာတွေအတွက်လဲတဲ့ငါကိုနားလဲပေးပါနော်တဲ့နော်ကဲကိုကြီးနဲ့မမတို့အပေါ်မှာလဲတဲ့ပြောမဆိုမှရှိရင်တဲ့ခွင့်လို့ပေးပါတဲ့နော်ကဲအဲ့တော့အခုဒီလိုမျိုးလေးပေါ့နော်တိတက်တဲ့ကညီလေးအတွက်ကကျေးဇူးတင်စကားလေးပြောပြပါအောင်ဆုံးမစကားလေးပေါ့ ရအားလုံးခွင့်လွတ်တယ်လို့လောကန်နေအဆင်ပြေပါစေလို့ကျမကြီးကျူးဆက်ပြီးပါလို့ ဟုတ်ကဲ့ဟုတ်ကဲမမရဲ့ဆုံးမစကားလေးကျေးဇူးတင်စကားလေးပြောပြပါ တူတူပဲလို့ပြောတော့ပါ